ဒီနေ့မှာ Pinterest မှာကျွန်တော်တို့ပုံတင်မယ်ဗီဒီယိုတင်ပြီးပေါ့နော်အဲ့လိုမျိုးအကြောင်းလေးပြပြပေးမှာဖြစ်ပါတယ်ဆရာကြီးရဲ့ဆိုရင်တော့ကြော်ရလို့ရပါတယ်တချို့လူတွေကကျတော့ Pinterest မှာပုံစီးမယ်ဗီဒီယိုစီးမယ်ဒီအတွက်ပဲတုံးကြရပေါ့နော်ဒါပေမဲ့တချို့လူတွေကတော့ဒီ Pinterest မှာကိုယ့်ရဲ့လောက်ထားတဲ့ဗီဒီယိုပဲဖြစ်ဖြစ်ပုံပဲဖြစ်ဖြစ်မျှဝေခြင်းနေဆိုရင်ကိုယ့်ကောင်မှာတင်လို့ရတဲ့နည်းလေးကျွန်တော်ပြပြမယ်ဆိုတော့ Pinterest ထဲကိုဝင်လိုက်မယ် Okay ဒါတော့ Google နဲ့လို့ဝင်ရမယ်ပေါ့နော်ကျွန်တော်ကတော့ဝင်ထားပြီးဆိုတော့မဝင်တော့ပါဘူးဆိုတော့ဒီထဲမှာကျွန်တော်အကောင့်ဖြစ်ပါတယ်ဒီတောင်းလေးကိုလည်းပါဒီမှာကျွန်တော်တင်ထားတာဖြစ်ပါတယ်ဒါတစ်ခြားလူတွေလည်းကျွန်တော်တို့ဒီဗီဒီယိုလေးစီးပြီးတော့ယူသွားလို့ရတယ်ပုံလေးတွေယူပြီးတော့တုံးလို့ရပါတယ်ဒါမျှဝေခြင်းတစ်ခုပေါ့နော်တခြားနိုင်ငံတွေကလည်းစိတ်လေးကိုကိုက်ခံရတဲ့မှာတော့တင်တာတင်မတွေ့ပါဘူးတွေ့ရရှားပါတယ်ဒါပေမဲ့ဆိုတော့ကျွန်တော်ပုံတင်မှာဗီဒီယိုတင်မှာဆိုတော့ကျွန်တော်တို့အပေါင်းလေးကိုနှိပ်မယ်အပေါင်းလေးကိုနှိပ်ပြီးတော့မှကျွန်တော်ပင်စွာလေးကိုနှိပ်မယ်ပင်စွာလေးကိုနှိပ်မယ်နှိပ်ပြီးရင်ကျွန်တော်တို့မှာဗီဒီယိုလားပို့ထုတ်လားကျွန်တော်ကပို့ထုတ်ရင်တင်ပြမယ်ဆိုတော့ကျွန်တော်ပုံလေးကိုရင်ရွေးလိုက်မယ်ပေါ့နော်ပုံလေးကိုရွေးပြီးတော့ဒီထဲမှာကျွန်တော်ပါတင်ကြမလဲပါတင်ကောင်းမလဲဆိုတော့ကျွန်တော်ထုတ်ထားတဲ့ဗီဒီယိုကမရှိဘူးဖြစ်နေတယ်ဆိုတော့ကျွန်တော်အင်ဂျီပုံလေးပဲတင်ပြလိုက်မယ်ဗျာဒီအင်ဂျီအမဲရောင်ပုံလေးယူလိုက်မယ်ပြီးရင်နှိပ်စွာလေးကိုနှိပ်မယ်နှိပ်စွာလေးဒီမှာ title ရှိရဲ့ description ရေးဒီနှစ်ခုမှာကြိုက်တာရေးလို့ရတယ်t-shirt ဒီမှာတော့ဖြစ်တဲ့အတွက် t-shirt ရေးလိုက်မယ်t-shirt ဒီမှာ t-shirt ပုံလေးရေးလိုက်မယ်ဒီလက်မှာကျွန်တော်တို့ဘာလင်းထည့်မလဲ YouTube ထည့်မလား Telegram ထည့်မလား Facebook ထည့်မလားကြိုက်တာထည့်လို့ရတယ်ကြိုက်တဲ့ application link ကိုထည့်လို့ရတယ်ဆိုတော့ကျွန်တော်တို့မထည့်တော့ဘူးဒီတိုင်းပဲတင်ပြမယ်ဒါမှပြီးရင် create လေးဆိုတော့နှိပ်လိုက်မယ်ဒါဆိုရင်ဒါပုံတင်တာတော့မြန်တယ်ပေါ့နော်အဲ့လိုပုံတင်ပြီးသွားပြီဒါပေမဲ့မပေါ်ဘူးဆိုရင်ဒီလိုလေးကျွန်တော်ဒီလိုလေးဆွဲချလိုက်မယ်ဒါဆိုရင်ဒီမှာပေါ်ရမယ်ပေါ့နော်အပြင်အပေါင်းလေးကိုထပ်နေမယ်ကျွန်တော်ဗီဒီယိုတင်ပြမယ်ဆိုတော့ဒီမှာပင်ကိုထပ်နေမယ်ပြီးရင်ဗီဒီယိုဆိုတာလေးကိုရွေးမယ်ရွေးပြီးကျွန်တော်ထုတ်ထားတဲ့ AI ဗီဒီယိုလေးကိုရွေးမယ်ပြီးရင်ဒီမှာနှိပ်စွာကိုနှိပ်မယ် Oh baby ပြီးနှိပ်စွာထပ်နှိပ်မယ်ပြီးရင် title လေးမှာကျွန်တော်မြန်မာဆောင်းလို့ရေးလိုက်မယ်ဗျာမြန်မာဆောင်းနှစ်ခုသုံးခုရှိရပေါ့နော်ဒီမှာ link လေးချိန်လို့ရတယ်ဆိုတော့ကျွန်တော်တော့မချိန်တော့ဘူးဒီမှာ create လေးထပ်နှိပ်မယ်ပြီးရင်ဒီမှာမြန်တယ်ပေါ့အခုကတော့ line ကောင်းနေလို့တင်တယ်မြန်ပါတယ်ဆိုတော့ဒီလိုလေးပြန်လုပ်လိုက်မယ်ဗျာပြီးရင်ဒီမှာကျွန်တော်တင်ထားတဲ့ဒီမှာဗီဒီယိုရှိမယ်ဒီမှာပုံရှိတယ်ပုံစီတော့ပေါ့နော်ဆိုတော့ဒါမတိတဲ့လူတွေမျှဝေခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ